ဘာလို့လို့နဲ့2025နှစ်ဝက်တောင်ကျိုးလာပြီနော်တချို့ကြောင့်လည်းကိုယ့်ရဲ့ပန်းနိုင်တွေကိုအထိုက်လျောက်အောင်မြင်နေပြီတချို့ကြောင့်လည်းနှစ်တောင်ထက်ဝက်ကျိုးလာတယ်။နောက်မှဘာမှထူးထူးခြားခြားတိုးတက်ပြောင်းလဲရမရှိသေးဘူးဆိုပြီးတော့ခံစားနေရတဲ့ပါပါလိမ့်မယ်။အဲ့လိုမျိုးတွေရောလေပထမဆုံးအားပေးချင်တာစိတ်တမကြနဲ့။ဘာလို့လဲဆိုတော့ဒီဗီဒီယိုထဲမှာလာမယ့်6လအတွင်းတိုးတက်ပြောင်းလဲလာစေမယ့် challenge တစ်ခုကိုအော်လက်ကမိတ်ဆက်ပေးမှာမလို့ပါ။အဲ့ဒီ challenge ကိုတော့ Grow Lab Community ရွှေနှုတ်ဘဲမြန်မာတို့ကပူးပေါင်းဖန်တီးထားပြီးတော့အကုန်လုံးအခမဲ့ challenge 14ရက်ပေါင်းဝင်ရမှာပါ။အော်လက်ကိုယ်တိုင်လည်းဒီ challenge မှာ media partnership အနေနဲ့ပါဝင်ထားပါတယ်။တကယ်လို့ရှေ့6လမှာဘာမှတိုးတက်ပြောင်းလဲမှုမရှိဘူးလို့ခံစားနေရတဲ့သူတွေလည်းစိတ်မပူနဲ့။ဘာလို့လဲဆိုတော့ဒီ challenge 14ရက်မှာစာပို့ဖတ်နိုင်ဖို့ challenge social media ကို short တော့မို့ challenge တွေအများကြီးပါတာမို့လို့ကိုအနေနဲ့လာမယ့်6လမှာအလေးကျင့်ကောင်းတွေကိုတစ်ခါတည်းကိုရှိကိုပုံမှန်ယူသွားဖို့အတွက်တွန်းအားပေးသလိုလည်းဖြစ်ပါလိမ့်မယ်တကယ်လို့ဒါ challenge အကြောင်းအသေးစိတ်သိချင်တယ်ဆိုရင်အခုပြထားတဲ့ Grow Lab Community page post အောက်မှာအချာသွားဖတ်လို့ရပါတယ်ထပ်ပြီးတော့ထူးထူးခြားခြားပါလဲဆိုတော့ဒီ challenge 14ရက်မှာတေးချာချာအောင်မြင်လုပ်နိုင်တဲ့သူတွေကစုတွေပါရှားသွားမှာမို့လို့14ရက်ပြီးတာနဲ့ဒီ6လပိုင်းကုန်တာနဲ့ကိုပို့ပြီးကျေနပ်အားရမှုရှိသွားဖို့နောက်ယုံကြည်မှုပိုတိုးလာဖို့အတွက်အကုန်လုံးဒီ challenge မှာစူးစမ်းပြီးပါဝင်ပေးကြပါပြောင်းလဲကြည့်ဖို့ကိုအလုပ်ပေးပါ take action ယူကြပါလို့အလက်ကတိုက်တွန်းချင်ပါတယ်